နော်ဒီကငယ်ကိုနိုင်ကိုက mental problem တွေကိုကြုံခဲ့ရတယ်ပေါ့နော်စေဝါကူညီတွေအများကြီးယူခဲ့ရတဲ့အခါမှာအကောင်းဆုံးရဲ့ပေါ့နော်အဖြေသေးလေးဟာဒီယောဂမှာခင်ဗျာတွေ့သွားတယ်အဲ့ဒါလည်းပြောပြချင်တာပေါ့နော်လူတွေကမကောင်းမှပြောမှုရမကောင်းမှသာဒီစိတ်ကိုလွတ်ပေးတတ်တဲ့အလေးချင်းရှိရပေါ့ဒီနေ့တာမှာခိုင်းတို့ဒီအသိစိတ်နဲ့လုပ်နေတဲ့ဟာတော်တော်ရှားတယ်လေတော့မသိစိတ်ကနေပဲခိုင်းတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို control လုပ်ပြီးတော့ထိန်းချုပ်တာပေါ့နော်မသိစိတ်ကပို့ပြီးတော့များနေတယ်ပေါ့နော်အဲ့တော့အသိစိတ်နဲ့ကပ်ပြီးတော့လုပ်တဲ့အလေးချင်းတွေကိုဒီ breathing exercise တွေကကူညီထောက်ပံ့ပေးနိုင်တယ်ပေါ့နော်မသိဘဲနဲ့လေရှူနေရတဲ့ဆိုင်ရင်သိစိတ်ကလေးနဲ့ရှူလိုက်တဲ့အခါမှာပြန့်လွင့်နေတဲ့စိတ်ကိုထိန်းချုပ်ရတာကပိုလွယ်တယ်အခုလေးရှူကြည့်လိုက်ဒါကခင်ဗျားစကားပြောနေတယ်ဆိုရင်မသိဘူးပေါ့နော်တူရှူချင်းရှူမဲ့လှူရှားမှုတွေကတော့အော်တိုပြောင်းနေတယ်ဟိုဘက်နဲ့မျိုးလုံးလေးမှိတ်ပြီးတော့နာသေးဝါလေးမှာပဲစိတ်ကလေးလေးဝင်တာလေးတွေထွက်တာလေးကိုကြည့်လိုက်ခုရဲ့စိတ်ကငြိမ်သွားတယ်အေးသွားတယ်ပုံမှန်တိုင်းဆိုဟာတောင်ရောက်မြောက်ရောက်လိုက်အတိတ်တွေသွားလိုက်အနာဂတ်တွေသွားလိုက်အတိတ်တွေမှာလည်းဟိုလှုပ်ခဲ့တဲ့အပြူမှုတွေမလှုပ်ခဲ့ရတာတွေကိုဗာလဲနောင်သားတွေရနေလိုက်ဒေါသတွေထွက်နေလိုက်မလို့မကြမှုတွေဖြစ်လိုက်နော်ပြီးအနာဂတ်မှာမဖြစ်လာတဲ့ဟာငါဘလို့ကြီးဖြစ်အောင်မလဲမသိဘူးဖြစ်ပါမလားမသိဘူးငါရကျင်တာတွေအများကြီးနဲ့ခင်ဗျားပူလောင်နေရတကယ်ဒီထိုင်နေတဲ့နေရာလေးမှာဒီမှာလေးမေထိုင်နေတယ်ထိုင်တာလေးကိုသိနေမစဉ်းစားမိတော့ this is ငြိမ်းချမ်းခြင်းပဲဒါနိုင်မှာပဲပေါ့နော်ဆိုလိုချင်တဲ့သဘောကအဝေးလိုက်ရှာနေကြမလို့လေငြိမ်းအေးခြင်းပေါ့တဏှိဒုက္ခကိုရတဲ့အခါဒီကိုယ့်ရဲ့အသိစိတ်ကလေးကိုယ့်ရဲ့ခန္ဓာကိုယ်လေးနဲ့ချိတ်ဆက်မိတဲ့ connect မိတဲ့အချိန်ဟာခင်တို့ရဲ့နိဗ္ဗာန်ပေါ့နော်ငြိမ်းချမ်းခြင်းကိုခံစားရတဲ့အနေအထားလေးပါအဲ့ဒါကိုခင်သိသွားတဲ့နောက်မှာပေါ့နော်ဒီခင်ကိုနိုင်ကိုက mental problem တွေကိုကြုံခဲ့ရတယ်ပေါ့နော်စေဝါကူညီတွေအများကြီးယူခဲ့ရတဲ့အခါမှာအကောင်းဆုံးရဲ့ပေါ့နော်အဖြေသေးလေးဟာဒီယောဂမှာခင်တွေ့သွားတယ်အဓိကလူတွေတော်တော်များများ mental problem တွေဖြစ်နေတာဟာ being present မှာမနေတယ် mindfulness ဖြစ်နေတဲ့ဟာပေါ့နော် mindful ရဲ့အတိတ်ရဲ့ခင်ဗျားမမတော့ဘုရားဘာသာပြောတတိပဋ္ဌာန်အတိတ်တတိနဲ့နေခြင်းအတိတ်တတိနဲ့နေခြင်းကိုမရှိတဲ့အခါမှာလူတွေရဲ့ mental problem တွေဖြစ်လာတာယောဂကတော့အတိတတိလေးနဲ့တတိပဋ္ဌာန်လေးနဲ့ being present မှာနေခြင်းကိုသူကအထောက်ကိုပြုပေးနိုင်တာဖြစ်တယ်အဲ့ဒီမှာအလွယ်ကိုအယိုးရှင်းဆုံးကတော့ breathing ပေါ့လေရှူတာလေးကိုသိနေကြည့်နေရင်လည်းကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုဟာ mindful state လေးကိုဖြစ်လာပါတယ်ဒါကြောင့်လည်းခင်ဗျာဒီ breathing exercise တဲ့ခေါ်တဲ့ pranayama လို့လည်းခေါ်တယ်ပေါ့နော် breath work လေ့ကျင့်ခန်းတွေကိုပြန်ပြီးတော့မျှဝေပေးနေတာဖြစ်ပါတယ်ရှင်